Hello ရန်ကုန်မြို့က fashion ဆိုင်ဒီဇိုင်းဆိုင်ကိုဝင်လိုက်တာနဲ့50တဲ့လောက်ပိုက်ပြီးတော့မှပြန်ထွက်လာရတာကိုကြိုက်နေတဲ့သူတွေအတွက်ဒီဗီဒီယိုဖိုင်လေးတင်ပေးလိုက်ပါတယ်ရှင်မချုံမရဲ့ဘဝမှာရင်းနှီးမြုံနယ်မှုကဘာလဲဆိုရင်အင်ဂျီအဝတ်စားလဲပါပါတယ်ဦးဆုံးတရားကိုကြိုက်လိုက်တာဒီဒီဇိုင်းကိုအရန်ကြိုက်တာကျူတိုက်လေးကိုခလေးလေးပြင်စားဒီစားကလေမြန်မာနိုင်ငံမှာတော့မရှိဘူးနော်ဒီစားလိုင်းလေးတွေချုပ်ဝချင်းတော့မရှိဘူးဒါမဲ့ဒီဆိုင်မှာရှိတယ်ရန်လာတယ်ကန်းချင်ပဲသွားမလားတင်နာပဲသွားမလားတင်နာသွားလို့ရတဲ့ဒီဇိုင်းပါနော်ဘလို့သဘောရနော်ကတော့တင်နာသွားရင်ဝတ်လို့ရမယ်လို့တော့တင်နာပဲလှတယ်မလားနော်ကတော့ကြိုက်တယ်အဲ့ဒါလေးယူလာတယ်ပေါ့နော်ကဲနောက်တစ်ဆုံးကလေးအရင်ကြိုက်တာကြိုက်တယ်ဒီပုံစံကိုစိုက်ဆောင်မယ်ရှိစားရရင်ပထမဦးဆုံး first date ကိုဒီပုံစံကိုတော့မယ်ဘယ်လိုသဘောရလဲဒီပုံစံရေးကြိုက်တာကဲတာတော့တချန်နေနေပြီဆိုတော့တချန်စတိုင်လေးပြန်ကြည့်ရပါတော့ဒါလေးပါတစုံမလာလိုက်ပါတယ်လာလာဖနပါရလာလေရဲ့စိတ်တယ်အမလေးမွေးနာပဲရှလာရရလာတယ်ဈေးနှုန်းကလည်းချွတ်တာနေအောင်ပေါ့နော်ခြေထောက်လေးမလာတာဒီကဲမျိုးကြည့်ပြပါလို့ no ဘယ်ဖို့ဆုံးကြိုက်ဆုံးလဲပြောခဲ့အောင်ဒါတော့ဆိုင်အတွင်းကင်းလေးပေါ့နော်ဒီဆိုင်ကိုသွားကြည့်လိုက်ပြန်ထွက်လာရင်စေးစုံတော့ပြန်ပါမလာဘူးဆိုကြိုက်တာပြောမချမကိုကြိုက်တယ်လို့လာပြော